kana vete kana techite techini yo ali kana vete kana techite techini yo ve che kulo yo la tho yo ve cho yo tha mahaju yatha yo tha kha ju le yo ve ome tha kha yo ve cho kha hoi tha usha ve o ya phela ju yo akwa pi lo shin yo han khrin chan khan ji je angel 17ka ni 17သူဒီမိမိဒေတာအရက်တို့ကြွလာတော့လေမိမိလူမျိုးတို့ဒီသူ့ကိုလက်မခံပဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူသည်သောကိုယ်တော်ကိုယုံကြည်သောသူတို့အားဖျားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏วันทองจ้าเดลขัดนาสังเกตขัดนากินสังเกตดีนักเพียงอาม่ารำสิมีขันอารานาอินอาม่ามีเจียเจียนิขันอันรักเจ้าตันดูเล่าอาศินายตัวไปจุนอันรักเจ้าฮานีอันรักจุมีจุนฮาจูปัจเจียนฟ้าจันนักโมคาเด็กนะจะเทียงกันเดินมีกันดีนักจ่าบริวารทบชดเกี่ยวกับเสสิบปาลาหูบาเบเชียนีเจ้าเสียจีปานีอันนี้นะเรื่องมองมองเลยเสียเป็นมาเห็นคนชงายกันเสียบาเบเชียนีวิธีตุ้มทุ่มแข่งเตะมันพัดเตะอากาศที่มีกันเสียประเทศนี้เราเป็นคนได้เลยจะน่าเชียร์หักเชียร์หน้าแก่จนเราเชียร์ดังๆทางเรื่องที่ดีโปรแกรมCCU ว่าคอยดูนะคอนเฟอเรนซ์ในนักอาราโคเรย์จะนั่งเป็นคนที่จะมาทำที่ลงนักกันเลยบริณาเป็นตัวเก่งทำไมเชียร์เชียร์การที่มีกันเสียนี่นะที่เขาดูเด่นมาสั่งก็จะทำที่ลงนักกันเลยพอเราจะต้องเดินชิมตัวไหนเห็นเห็นนกตัวต้องมาจะได้หลักละโต้ยนักเป็นหลักประเด็นประชุมชาติเดลัยที่ค่ะประชุมตาจะดูมีเสียสมาลงนักตั้งเป็นเลยเป็นยาหายจิตหักเส้นอารมณ์เวรทองสัชยชูมีดอดิเซมบาต้มหอบดิเซมบาชูต้มหอบเปียวชีบวยาเนี่ยปีวานี่เด้ดิเซมบาเนี่ยดูมงลาบาลุนคอนเซตตาเด้Emmanuel Baptist Church နာမည်ကိုကျွန်တော်1995ခုနှစ်မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာပညာစီးပူးနေတဲ့အချိန်မှာဒီခုဒီအသင်းတော်ရဲ့ပါစတာကြီးဖြစ်တဲ့ဒီဆရာလာပက်လျံစီကနေကျွန်တော်ကြားပါတယ်အဲ့ဒီချိန်ကနေစပြီးတော့ဒီ IBC ကိုကျွန်တော်အတွေးထဲမှာအာယုံထဲမှာကျွန်တော်အာယုံခံပြီးတော့ခံမှန်းကြည့်လိုက်ခံမှန်းကြည့်ပြီးတော့အဲ့ဒီ IBC အကြောင်းကိုအမြဲတမ်းပဲစိတ်ထဲမှာတွေးပြီးတော့ဆုတောင်းပေးတယ်သူတို့ရဲ့အသင်းတော်လုပ်ငန်းတွေအကြောင်းအမြဲတမ်းတွေးတဲ့အခါမှာဝိငှတဲ့အတွက်ကြောင့်ဆုတောင်းပေးတယ်အသင်းတော်အခြေအနေဘယ်လိုရှိမလဲအသင်းတော်ရဲ့အဆောက်အဦတွေဘယ်လိုရှိမလဲခံမှန်းကြည့်တော့ဆုတောင်းပေးတယ်ဒီကနေ့ကတော့မြို့အားချင်းချင်းတွေ့မြင်မန်းချက်နဲ့နန်းချက်ကတော့ကြိုက်လားမကြိုက်လားတော့ဒီကနေကျွန်တော်မပြောပြချင်ပါဘူးဘာဖြစ်ဖြစ်ဒီချင်းပြည်နယ်ကိုရောက်လာတဲ့အခါမှာຫນွေထွေးစွာကြိုဆိုမှုဆိုတာဒီတနေရာမှာကျွန်တော်ပထမဆုံးခံစားရပါတယ်။ကျောင်းမှာအတူတက်နေတဲ့အချိန်မှာကိုယ့်ရဲ့ဆွေမျိုးရင်းချလို့ညီအကိုရင်းချလို့အတူပေါင်းခဲ့တဲ့ဒီဆရာကြီးနဲ့အတူ3နှစ်တာMIT မှာဓမ္မပညာစီးပူးတော့ဘွဲရပြီတီကိုဒီတာပြန်သွားတာသူကတော့ဆက်ပြီးတော့ဓမ္မပညာကိုစီးပူးသွားတယ်နောက်ဆုံးတော့သူဒေါက်တာအထိကိုရသွားပါတယ်ကျွန်တော်ကတော့အဲ့ဒီ BD နဲ့ပဲဒီကနေ့ကြည့်1998ကနေဒီကနေ့ကြည့်2018ကျနှစ်20လုံးယခုဆိုရင်တော့တာချီလိတ်လာဦးနဲ့ချင်းစန်းစာကျောင်းပေါ့အရင်တော့တာချီလိတ်Lao Baptist Association ရဲ့ဒီ Evangelical Training School ကနေစပါတယ်။နှစ်ကနေကျွန်တော်စပါတယ်။နှစ်သင်တန်းကနေ1998ကနေပြီးတော့2006ခုနှစ်အထိကိုနှစ်သင်တန်းနဲ့စပါတယ်။ဒါ2006ခုနှစ်ရတဲ့အခါမှာဒီအသင်းတော်ရဲ့စိန်ခေါ်ချက်အရတစ်နှစ်ထပ်တိုးတော့3နှစ်သင်ကြားပြီးတော့ CTS အောင်နံပါတ်ပေးတဲ့အကြောင်းအဆင့်ကိုတိုးမြင့်ခဲ့ပါတယ်။အဲ့ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်ကျောင်းဟာ
ကျောင်းဆရာအင်အားအနေနဲ့ကတော့2ယောက် full time ကို2ယောက်တင်ချင်နေဖြစ်ဖြစ်မတင်ချင်နေဖြစ်ဖြစ်2ယောက်3ယောက်နဲ့ပဲတို့စခန်းသွားခဲ့ပါတယ်။ဒါအရင်ဂျေဇုတော်ကြောင့်2013ခုနှစ်ရောက်လာတဲ့အခါမှာကျွန်တော်ရဲ့ကျောင်းဆရာဆရာမအင်အားက4ခုအထိတိုးတက်လာတယ်။အဲ့ဒါကအမတန်မှတိုးတက်တဲ့အခြေအနေဖြစ်ပါတယ်လို့။နောက်2014ရောက်လာတဲ့အခါမှာမြန်မာနိုင်ငံနှစ်ချင်းသိန်းချုပ်မှာရှိတဲ့ Theology ပညာဌာနဖွဲ့စည်းထားတဲ့ဒီမြန်မာနိုင်ငံနှစ်ချင်းကျမ်းစာကျောင်းများအသင်း TED Theological Education Department ကတာဝန်ယူပြီးတော့ဦးစီးဦးဆောင်ပြီးတော့ဖွဲ့စည်းထားတဲ့နှစ်ချင်းကျမ်းစာကျောင်းများအဖွဲ့ဝင်နေတဲ့2014မှာကျွန်တော်တို့ကျောင်းဝင်ခဲ့ပါတယ်။အဲဒါကြောင့်အခုဆိုရင်တော့တာချလိတ်လာဟုနှစ်ချင်းကျမ်းစာကျောင်းအနေနဲ့4နှစ်တင်ကြားတဲ့ LTH အဆင့်ကိုကျွန်တော်တိုးမြင့်ပြီးတော့စတင်ဖွင့်တာတစ်နှစ်ပဲရှိပါသေးတယ်။အခုရောက်လာတဲ့အခါမှာလည်းကျမ်းစာကျောင်းအကြောင်းလည်းအနည်းငယ်တင်ပြပေးပါဆိုတဲ့အတိုင်းပဲကျွန်တော်ကျမ်းစာကျောင်းမှာလာတက်တဲ့ကျောင်းသူကျောင်းသားတွေထဲမှာကျွန်တော်ပံ့ပိုးဖို့လိုတဲ့ကျောင်းသူကျောင်းသားများကိုကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းပဲအသင်းတော်များနဲ့ချိတ်ဆက်ပြီးတော့အလူရှင်များနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ပံ့ပိုးလည်းရှိပါတယ်ဒီလိုပံ့ပိုးနေတဲ့အချိန်မှာပြီးခဲ့တဲ့နှစ်အချိန်ကျွန်တော်ဒီသင်းဆရာကြီး US ကနေပြန်လာတဲ့အခါမှာကျွန်တော်ကိုဖိတ်ခေါ်ပြီးတော့ဆွေးနွေးပါတယ်နောက်ကိုလည်းကျွန်တော်တာသနာပြုခြင်းနဲ့ကျမ်းစာကျောင်းသူကျောင်းသားများကိုထောက်ပံ့ခြင်းနဲ့ဆိုပြီးတော့ကမ်းလာတဲ့အခါမှာအမှန်တမ်းဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်ကစပြီးတော့သူဒီမှာမမျော်လင့်ထားတော်လေဖျားသခင်ရဲ့ပြင်ဆင်ထားတဲ့အတိုင်းကိုယ့်ရဲ့ခြေဆုရှင်အသင်းတော်ကိုရောက်ရှိခွင့်ပေးတဲ့ဒီသမီး2ယောက်ကိုထောက်ပံ့လာတာအခု IBC က2နှစ်ရှိပါပြီအဲ့တော့ IBC ကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီကနေပြီးတော့ခေါ်ပြလိုပါတယ်ဒီမှာရောက်လာတဲ့အခါမှာဝေးထွေးစွာကြိုဆိုပေးတဲ့ကျွန်တော်ဆရာကြီးကတော့ရောက်လာကြတဲ့ကသူများနေရာချထားတဲ့နေရာမှာလာခေါ်ပြီးတော့ဟိုမှာမအိပ်ရသေးဘူးလာခေါ်ပြီးတော့အိမ်မှာနှွေးထွေးစွာဆိုတဲ့အတိတ်ပဲပြေဝအောင်ရေနွေးနဲ့ကိုနှွေးထွေးစွာရေချိုးပေးပြီးတော့အခမ်းပေးတာအမတ္တမဝမ်းမြောက်ဝမ်းသာမိပါလေကျုပ်တူပဲဒီကိုလာကာနီးချိန်မှာ TED Assistant Director ဖြစ်တဲ့ဆရာဂျွန်ဆန်ကဖုန်းဆက်လာပါတယ်ဆရာကြီးရေအားကအသိတော်တဘာဘာမှာဒေသနာဝေငှဖို့ဖြစ်နိုင်ပါမလားစဉ်းစားလိုက်တော့ကျွန်တော်လာဖို့အသိတော်လေးနဲ့စဉ်းစားတော့ဖြစ်နိုင်မှာပါဆရာကြီးလို့ကျွန်တော်အကြောင်းပြန်ပြီးတဲ့နောက်မှာကျွန်တော်ပြန်စဉ်းစားတော့ဒီဆရာကြီးလာပက်လျံနဲ့ဒီထန်တလာမှာရှိတဲ့ဆရာကြီးစံချူအုပ်တို့အသင်းတော်သူတို့ပါစတာလုပ်ငန်းကိုပြန်စဉ်းစားတဲ့အခါမှာသူတို့ရဲ့အသင်းတော်တွေကတော်တော်ကြီးမှာပဲအဲ့တော့တောင်လက်ခံတာမဟာများမားပြီလားကျွန်တော်လောက်မှာဆိုလို့ရှိရင်ဘယ်ချိန်မဲ့ဟောလို့ရတယ်လောက်ကအများဆုံးအနေနဲ့အိမ်ချီတော်မှ30 40ဒီမှာ Sunday School ကလေးတော်မှ900ကျော်တယ်ဆိုတော့ဖြစ်ပါမလားဒါပေမဲ့ကြားမဲ့အတင်းတော်ကတော့အတင်းတော်သေးသေးလေးဖြစ်မှာပါအတင်းတော်သေးသေးလေးဖြစ်ပါစေလို့ဆုတောင်းပြီးတော့လာခဲ့ပါတယ်လာခဲ့တော့ဒီဟာခါမျိုးပေါ်လဲရောက်ရောဆရာကြီးကတနေရာလိုက်ပြတော့အတင်းတော်ကအကြီးစက်သိမ်းထားထန်တလန်တော့ကြည့်မှာတော့ကြည့်တော့အတင်းတော်ကအကြီးအဲ့လိုမျိုးအကြီးကလောက်မှကျွန်တော်တိတ်မမြင်ဘူးလက်ချိုးရည်လို့ရတယ်လောက်မှအတင်းတော်ကြီးရတယ်ဘာပဲဖြစ်ဖြစ်ဒီကနေ့ဒီညမှာအချိန်ပေးတဲ့ကျွန်တော်တင်းအောင်ဆရာကြီးနဲ့တူကတင်းတော်လူကြီးများအစိုးရဖွဲ့ဝင်များယုံကြည်သူမိဘညီကိုမောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီနေ့ကနေဟောပြလိုပါတယ်ဆရာလာဆုအကြောင်းလည်းအနည်းငယ်ပြောပါဆရာလာဆုကလည်းအမှန်တမ်းထက်ပါတယ်ကျွန်တော် MIT မှာ BD တက်နေတဲ့အချိန်မှာဆရာလာဆုဒီမှာ CCU မှာတက်နေတဲ့အကြောင်းဒီမှာသူကျောင်းသားဖြစ်နေတဲ့အကြောင်းဆရာကြီးကနေသင်ကြားပါတယ်သူ့ထောက်ပံ့ပေးနေတဲ့သူတွေရှိတဲ့အကြောင်းလည်းကြားသိရပါတယ်
တရားနေပြုစုပြောထောင်ပေးလိုက်တဲ့ဆရာလာဆိုဟာဆက်လက်ပြီးတော့မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာလည်း Master Degree ကိုစုပြုပြီးတော့ကျိုင်းတုံလာဟု Baptist Association မှာဖွင့်လှစ်ထားတဲ့ဧဝံဂေလိသင်တန်းကျောင်းအရင်တော့သူတို့ကလည်း6လကနေပြီးတော့နောက်ပိုင်းကျတော့2နှစ်ကနေ3နှစ်အခုကတော့4နှစ်ပေါ့ဒီဆရာလာဆိုအနေနဲ့2နှစ်ကျောင်းကိုတိုးမြင့်ပြီးတော့ကျောင်းအုပ်လို့ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်တိုးမြင့်ခဲ့ပါတယ်နောက်ပိုင်းကျတော့သူကတစ်ဆက်ကံတော့တိုးမြင့်ပြီးတော့အမှုတော်ဆောင်တာကဒီကျိုင်းတုံလာဟု Baptist Association ရဲ့ General Secretary အနေနဲ့အမှုတော်ထမ်းဆောင်နေနဲ့လွန်ခဲ့တဲ့2019ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာခေါ်တော်မူခြင်းကိုခံရပါတယ်အဲ့ဒါဆရာလာစုအကြောင်းကိုလည်းအနည်းငယ်ပြောပြလိုပါတယ်ဆရာတော်ပြလို့အကြောင်းလည်းပြောပါဆရာတော်ပြလို့အကြောင်းပြောရမယ်ဆိုလို့ရှိရင်လည်းဆရာတော်ပြလို့ကလည်းငယ်ကလေးအစိုးရအကြောင်း3တန်း4တန်းကလေးကကျွန်တော်လက်ထဲမှာသူကစာတင်ခဲ့ပါတယ်ကျွန်တော်ကကျောင်းဆရာကို73နှစ်ပြီးမှကျွန်တော်မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ကိုရောက်ခဲ့ပါတယ်ကျွန်တော်ကျောင်းဆရာဘဝမှာဆရာတော်ပြလို့ကကျွန်တော်စီမှာ3တန်း4တန်းပညာသင်ယူခဲ့ပါတယ်ချက်မြတ်တဲ့ဆရာတယောက်ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီတာချလိတ်မြို့နယ်မှာရှိတဲ့သူတို့ကတော့တာချလိတ်မြို့နယ်အခါနှစ်ချင်းအသင်းတော်များအဖွဲ့ရဲ့ General Secretary အနေနဲ့တာဝန်ထမ်းဆောင်နေတယ်သူ့မျိုးသမီးကကျောင်းဆရာမဖြစ်တယ်သူ့မျိုးသမီးရဲ့ကျောင်းကတော့ကျွန်တော်တို့ဒီတာချလိတ်လောက်နှစ်ချင်းကျမ်းစာကျောင်းတည်ရှိတဲ့တာလီမြို့ဘေတလရွာမှာရှိတဲ့အစိုးရကျောင်းမှာသူ့မျိုးသမီးကကျောင်းဆရာမတာဝန်ကိုထမ်းဆောင်နေတဲ့အတွက်ကြောင့်မကြာခဏတွေ့ဆုံနေပါတယ်လို့သူနဲ့လိုအပ်တာရှိလို့ရှိရင်ဆက်သွယ်ဆရာရှိတဲ့အခါမှာလည်းတစ်ဆင့်ဆက်သွယ်နိုင်တဲ့အကြောင်းလည်းဒီနေရာမှာပေါ်ပြလိုပါတယ်နောက်ဒီကျွန်တော်တို့အရှိရှမ်းဘက်မှာရှိတဲ့သာသနာနယ်လွန်ခဲ့တဲ့လပိုင်းဒီငယ်လောက်ကဓမ္မဆရာများညင်ပန်းခြင်းခံရတဲ့အကြောင်းနဲ့အနည်းငယ်ပြောပါဆိုလို့ကျွန်တော်ဒီအရှိရှမ်းလောက်နေချင်းခရစ်အဖွဲ့ချုပ်ထဲမှာသာသနာနယ်8နယ်ရှိပါတယ်သာသနာနယ်8နယ် Association 10ပါးရှိပါတယ်အဲ့ဒီ10ပါးထဲမှာမိုင်းပေါက်သာသနာနယ်ပါပါတယ်မိုင်းပေါက်သာသနာနယ်ဟာအခုဆိုလို့ရှိရင်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပါဝင်ပါတယ်တရုတ်နယ်ဆက်မှာဖြစ်ပါတယ်အဲ့ဒီသာသနာနယ်မှာကျမ်းစာကျောင်းတစ်ကျောင်းရှိပါတယ်အဲ့ဒါလည်းဧဝံဂေလိကျမ်းစာကျောင်းအနေနဲ့ဖွင့်လှစ်လာခဲ့တာအတော်ကြာပြီဖြစ်ပါတယ်စပြီးဖွင့်လှစ်ခဲ့တဲ့ဆရာကြီးတွေထဲမှာဒီမှာပါလာတဲ့ဒီကလည်းတမီးဆရာမကြီးရဲ့အဖေပေါ့သူ့အဖေကလည်းသာသနာပြုကြီးအနေနဲ့အဲ့ဒီမိုင်းပေါက်သာသနာနဲ့ဖြစ်မြောက်အောင်အတွက်ကျမ်းစာကျောင်းဖြစ်မြောက်အောင်အတွက်အစွမ်းကုန်နဲ့ကြိုးစားပြီးတော့အမှုတော်ထမ်းဆောင်နေအခုတော့အဖရင်ဝင်ထဲမှာအနားယူပြီးဖြစ်ပါတယ်လို့ဒီဆရာမကြီးရဲ့ဖခင်ကတော့ဆရာတော်ကျန်လေဖြစ်ပါတယ်အဲ့ဒီသာသနာနယ်မှာလွန်ခဲ့တဲ့လအနည်းငယ်လောက်တွင်မှာပြဿနာဖြစ်တဲ့အတွက်ကြောင့်ဒီသာသနာလုပ်ငန်းများကိုလှုပ်ဆောင်ဖို့ပိတ်ပင်ခြင်းခံရပါတယ်ကျမ်းစာကျောင်းလည်းပိတ်ပင်ခြင်းခံရတယ်ဘုရားရှိခိုးကျောင်းတွေလည်းချိတ်ပိတ်ခြင်းခံရတယ်အဲ့ဒီအကြောင်းတွေကိုဒါကနာနာမသိရှိရတော့လေကျွန်တော် line ပေါ်မှာတင်ထားတဲ့အတွက်ကြောင့်တရားဝင်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ဒီအရှိရှမ်းလာဟုနေချင်းပြန်အဖွဲ့ချုပ်ရဲ့ General Secretary ရဲ့အကောင့်မှာတင်ပြထားချက်အရဆိုလို့ရှိရင်ဆရာဒေးဗစ်လာရဲ့တရားတည်တနာများကိုတောက်ရောက်နားထောင်ခဲ့တဲ့ဒီဝါဆရာတယောက်သူတို့ရဲ့ဝါနဲ့မှာတရားဟောတာကိုသူတို့ရဲ့လှုပ်ဆောင်မှုများကိုအာနာပိုင်များကမနစ်သက်တဲ့အကြောင်းနောက်တစ်ခုကကချင်ဆရာမတူကဆိုလို့ရှိရင်သူ prophet ပြုတဲ့နေရာမှာဝါကောင်းဆောင်တွေဟာငရေထဲမှာကြာနေတာကိုသူမြင်နေဆိုတဲ့အကြောင်းတော့ပြောလိုက်တဲ့အခါကျတော့အာနာပိုင်တွေနဲ့စိတ်ထဲမှာသူတို့ကိုလိုခုလိုတွေဖြစ်သူတို့မနစ်သက်တဲ့အတွက်ကြောင့်သာသနာတွေအားလုံးကိုပိတ်ပင်ခြင်းခံရတဲ့အကြောင်းသိရှိရတဲ့အကြောင်းများကိုဝင်ကသိချင်ပါလေကျမ်းစာကျောင်းကတော့လုံးဝပိတ်ပင်ခြင်းခံတော့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာနေထိုင်ကြတဲ့ကျမ်းစာကျောင်းသားကျောင်းသူများအဲ့ဒီကမှတ်ပုံတင်ရှိတဲ့လူတွေကတော့သူတို့ရဲ့စစ်ဘက်ဆိုင်ရာမှာဝင်ပြီးတော့စစ်မှုထမ်းရပါတယ်ဒီဘက်ကတချို့လေလာဟုဒီဂျိုင်းတုံမိုင်းဆက်တာချီလိတ်နယ်တွေကလောက်တွေလည်းတွတ်တက်ကြပါတယ်အဲ့ဒီမှာတွတ်တက်ပြီး
ကျောင်းပိတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နေမှာပြန်လာတဲ့အခါကျတော့နေတွေမှာရှိတဲ့ကျန်းစာကျောင်းတွေမှာပြန်လာတက်ကြပါလေအခုဆိုရင်ကျိုင်းတုံလာဟုနှစ်ချင်းကျန်းစာကျောင်းနဲ့တာချလိတ်လာဟုနှစ်ချင်းကျန်းစာကျောင်းတွေမှာအဲ့ဒီကျောင်းသားတွေလက်ခံတော့ပညာသင်ကြားပေးနေတဲ့အကြောင်းနဲ့ပေါ်ပြလိုပါတယ်ဓမ္မအမှုတော်ဆောင်များ92ပါးကိုလည်းတလအတိတ်သူတို့ဖန်ဆီးပြီးတော့ချုပ်နှောင်ထားပါတယ်နောက်ဆုံးကျတော့သူတို့ရဲ့ဝန်ခံချက်အရာဆိုလို့ရှိရင်ဘုရားမရှိခိုးတော့ဘူးတရားမဟောတော့ပါဘူးဆိုတော့ခံဝင်ချက်လက်မှတ်ရေးထိုးပြီးတော့လွတ်မြောက်လာတဲ့အကြောင်းသူတို့ကပြန်တော့တက်တည်ခံတဲ့အကြောင်းဒီမှာပြန်တော့ဝင်ငါချင်ပါလေသူကျွန်တော်အရှိစမ်းပြတဲ့လာဟုနေချင်းခရယဖွဲ့ချုပ်မှာဆိုလို့ရှိရင်ကျမ်းစာကျောင်းအနေနဲ့ကျွန်တော်ကျမ်းစာကျောင်း3ကျောင်းရှိပါတယ်အမိကျောင်းတော်ကြီးဖြစ်တဲ့လာဟု Theological Seminary လို့ခေါ်တဲ့အခုဒီမှာရောက်ရှိနေတဲ့ကျောင်းကတော့အခုလာဟုဓမ္မတက္ကသိုလ်အဆင့်ကိုတိုးမြင့်တော့ခွင့်လင့်နေပါပြီဆိုတဲ့အကြောင်းပေါ်ပြလိုပါတယ်1948ခုနှစ်ကစတော့စတင်ဖွင့်လှစ်တာအခုဆိုလို့ရှိရင်လာဟုဓမ္မတက္ကသိုလ်အဆင့်တော့ degree ကတော့ LTH နဲ့ BTH လာမယ့်နှစ်ကစတော့ MDiv အစီအစဉ်တိုးမြင့်တော့ဖွင့်လှစ်ဖို့အစီအစဉ်ရှိတဲ့အကြောင်းတော့ပညာအရေးချင်းကန့်သတ်ထားတဲ့အတွက်ကြောင့်ပညာအရေးချင်းမမီ၍တော်၎င်းအကြောင်းမျိုးမျိုးကြောင့်ကျိုင်းတုံမှာရှိတဲ့ယုံကြည်သူများလူငယ်မောင်မယ်များတာချလိတ်အနေနဲ့ရရမှာရှိတဲ့လူငယ်များဟာဓမ္မပညာစည်းကုလို့တဲ့အခါမှာသူတို့ကပါဝင်ကိုမတွားရောက်နိုင်တဲ့အတွေ့အကြုံကိုနေအစ်စ်နေနဲ့လည်းစမ်းစာကြောင်းနေနဲ့ဖွင့်လှစ်ထားပါတယ်ခုနပြောသလိုပဲကျိုင်းတုံနယ်မှာဆိုလို့ရှိရင်လည်းနှစ်သင်တန်းကလေအခု4နှစ်သင်တန်းဖြစ်တဲ့ကျိုင်းတုံလာဟုနှစ်ချင်းစမ်းစာကြောင်း LTH ဖွင့်လှစ်တဲ့အကြောင်းရှိပါတယ်နောက်တာချလိတ်လာဟုနှစ်ချင်းစမ်းစာကြောင်းကျောင်းတည်ရှိရာကတော့တာလီမြို့မှာရှိပါတယ်ဒီစမ်းစာကျောင်းတွေကတော့ CTH LTH အနေနဲ့ဖွင့်လှစ်ထားပါတယ်နောက်ဒီနေရာမှာရောက်ရှိလာတဲ့အခါမှာလည်းဖက်ဖက်မှာလိုလီသေးမရှိခုနဆရာမကြီးပြောသလိုနောက်ဆရာမကြီးနဲ့အတူပါလာတဲ့ကျောင်းသူကျောင်းသားများပြောသလိုသူတို့အခမ်းတဲ့နေရာမှာသူတို့ရဲ့တဲတဲ့နေရာမှာလိုလီသေးမရှိပြင်ဆင်ပေးထားတဲ့အခါတွေ့ရတဲ့အတွက်ကြောင့်ဒီ IBC ကိုလာအိုနင်ချင်ခရယဖွဲ့ချုပ်ပူဇာဂျေဇုတင်ရှိပါကြောင်းဟောပြလိုပါတယ်ဒီနေ့ဒီဗိမာန်တော်ပေါ်မှာတက်ရောက်ပြီးတော့ကြည့်တဲ့အခါမှာအသွင်နှမျိုးကိုတွေ့ရပါတယ်ပထမအသွင်တစ်မျိုးကအောက်မှာကြရအတန်ကြားတာကခရစ်တော်ယေရှုဖွားမြင်ပြီးမေရှိယဖွားမြင်ဖွားမြင်တဲ့အကြောင်းယေရှုခရစ်တော်ဖွားတဲ့အချိန်မှာသူ့အတွက်နေရာမရှိတဲ့အတွက်ကြောင့်နွားသိန်းကုတ်မှာဖွားမြင်ရတယ်ဒီကနေ့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာသူ့ကိုနေရာပေးကြရအောင်ဖွားမြင်တဲ့အကြောင်းတချင်ကျူးအေးနေတာကြာဒါအသွင်တစ်မျိုးနောက်အသွင်တစ်မျိုးကျတော့ရှေ့မှာတွေ့မြင်ရတဲ့ပွဲတော်မင်္ဂလာတာကြတော့ကအခုပဲဒီမှာမွေးတဲ့အကြောင်းပြောတယ်အခုပဲအသေးခံတဲ့အကြောင်းအသွင်နှမျိုးကိုဒီနေ့တစ်ချိန်တည်းနဲ့တပြိုင်တည်းနဲ့တွေ့မြင်ရပါတယ်အဲ့ဒါလိုပါပဲဒီနေရာမှာရောက်ရှိလာကြတဲ့ဒီလာဟု Theological Seminary နဲ့တာချလိတ်လာဟု Baptist Bible School အနေနဲ့ကလည်းဒီမှာပထမဆုံးချိန်နဲ့လာရောက်ပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ရဒီမှာနေတဲ့အချိန်မှာမတွေ့ကြပါဘူးမမြင်ကြပါဘူးအခုပဲမြင်ကြတယ်အခုပဲနှုတ်ဆက်ကြတယ်မင်္ဂလာပါပြီးလို့ရှိရင် bye 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 နှစ်ခါငါစတော့မတွေ့တော့ပါဘူးအခုတွေ့တယ်နှစ်ခါငါစတော့မတွေ့တော့ပဲခွာတော့အသွင်နှမျိုးအနေနဲ့တွေ့ရပါတယ်အဲ့တော့ကမနက်ခါငါစတော့အမတန်မှတာယာလာတဲ့အမတန်မှချမ်းလာတဲ့အေးစိမ်လာတဲ့ဒီချင်းပြည်နယ်ရဲ့မြို့တော်ကြီးအမတန်မှတာယာနေချင်စရာလည်းအရန်ကောင်းပါလေအချမ်းတန်ခံနိုင်ရင်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်မနက်ခါငါစတော့ကိုယ်နေရာဒေသကိုပြန်ချရမှာဖြစ်တဲ့အတွက်ကြောင့်ခုနပြောသလိုမင်္ဂလာပါလို့နောက်ကွန်ဆက်တာပြန်လေတွေ့ဆုံကြပါဦးဆို see you again bye bye လို့ဒီနေရာမှာတစ်ချိန်တည်းနဲ့
နှုတ်ဆက်ချင်ပါလေရောက်ရှိလာတဲ့အချိန်မှာတို့အတူတူကထွန်းအားယူဖို့အတွက်ရွေးချယ်ထားတဲ့တမန်ကျမ်းစာကတော့ခုနဖတ်သွားတဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်17ကနေ17ပေါ်ပြထားပါတယ်သူဒီမိမိဒေသအရတ်တို့ကြွလာတော်လေမိမိလူမျိုးတို့သည်သူ့ကိုလက်မခံဘဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူသည်ဟုသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဖျားဖြစ်သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ကျွန်တော်တရားတစ်လောက်ကချင်းလူမျိုးဟာအမှန်တမ်းတိုးတက်ကြပညာလည်းအရန်တော်ကြအရန်ထက်မြက်ကြဘာသာရေးမှာလည်းအာတန်ကြတော့ဘာသာမှာလည်းဒိုင်းကနာတွေလည်းအများကြီးရှိနော်တရားဟောတယ်ဆိုလို့ရှိရင်လည်း3နာရီဟောမှတရားဟောတတ်တယ်အဲ့လိုအတန်ကြားတာကြောက်3နာရီဘာမှဟောတယ်လေကျွန်တော်15မိနစ်ဟောဖို့အတွက်အမှန်တမ်းစဉ်းစားယူရအဲ့ကြောင့်အခု15မိနစ်20ပြည့်ဖို့အတွက်ဒီအကြောင်းလေးကိုအကြောင်းလေးတွေနဲ့ကျွန်တော်ဝိညာဉ်နဲ့သင်ဖြစ်ပါလေဘာပဲဖြစ်ဖြစ်ချင်းလူမျိုးတွေကဒီဘာသာရေးဘက်မှာဝိညာဉ်ရေးဘက်မှာအာတန်နေတဲ့အတွက်ကြောင့်ဒီကနေ့အချက်ကလေး2ချက်လေးနဲ့ပဲနော်ဝိညာဉ်ဖြစ်ပါလေမချပြီးကြားရောက်တော့မှဖြစ်တဲ့ဝိနည်းတော်ကိုကျိုးဒီကနေ့တဲ့ပြင်စင်ဖို့အတွက်အချက်ကလေး2ချက်ကိုဝိညာဉ်ခရစ်မတ်ဆိုလို့ရှိရင်တကယ်ယေရှုပါမေရောမာရိပါယောသတ်ပါနွားတင်းကိုနွားစခွက်အဲ့ဒီအကြောင်းတွေရေးသားထားတဲ့နှုတ်ကပတ်ခတ်ကြပါဒီကနေ့ဖတ်သွားတဲ့အထဲမှာကျတော့တကယ်ယေရှုလည်းမပါမေရောမာရိလည်းမပါသူ့ပေမဲ့တေချာပြန်တော့ကြည့်တဲ့အခါမှာဒီကျမ်းပိုက်ဟာဆိုလို့ရှိရင်တကယ်ယေရှုလူလောကကိုကြွလာတဲ့အကြောင်းဟောပြထားတဲ့ကျမ်းချက်ဖြစ်ပါတယ်သူဒီမိမိဒေတာအရက်တို့သူဒီဆိုတာဒီမှာယေရှုခရစ်တော်ကိုပြောပါလေမိမိဒေတာအရက်သူရဲ့ဒေတာအရက်အစအဦး၌လောကပတ်တော်ရှိလောကပတ်တော်ဒီဖျားခင်နဲ့အတူရှိ၍လောကပတ်တော်ဒီဖျားသခင်ဖြစ်တော်အစအဦးမှာသူဖန်ဆင်းထားတဲ့ဒီလောကကိုသူကြွလာတယ်သူကြွသူရဲ့ဒေတာသူဒီမိမိဒေတာအရက်တို့ကြွလာတော့လေမိမိလူမျိုးတို့ဒီသူ့ကိုလက်မခံပဲနေကြပြီခင်ယေရှုခရစ်တော်လူလောကကိုကြွလာတဲ့အချိန်မှာသူ့ကိုနေရာပေးဖို့သူတွေမရှိဘူးသူ့ကိုလက်ခံတဲ့လူတွေမရှိဘူးနောက်ဆုံးသူ့ကိုကားစင်တင်ပြီးတော့တတ်တဲ့အကြောင်းတမန်ကျမ်းစာမှာပေါ်ပြထားတာကိုတွေ့ရပါတယ်ဒီကနေ့ကျွန်တော်ကျမတို့အသက်တာမှာကြည့်မယ်ဆိုလို့ရှိရင်အိမ်တော်မိသားစုတစုမှာလင်နဲ့မယားစပြီးအိမ်ထောင်ကြတာစမှာဆိုလို့ရှိရင်ဇနီးတဲ့ကိုယ်ဝန်ရှိလာတဲ့အခါမှာအမတန်ကပျော်ကြတယ်အဲ့ဒီကိုယ်ဝန်လေးကိုပဲပုတ်တက်နေတယ်အဲ့ဒီကိုယ်ဝန်လေးနာထောင်တဲ့အထဲမှာကြားလားမကြားလားတော့မသိဘူးအမတန်ကပျော်တယ်အဲ့ဒီကိုယ်ဝန်လေးအဲ့ဒီကလေးလေးတားလားတမီးလားဒီကနေ့အချိန်ကြီးကတော့တားလားတမီးလား99% ကတော့တည်နေပြီဖြစ်ပါတယ်အထာဆောင်းနဲ့အထာဆောင်းကလည်းဒီကနေ့ကတချို့ကျတော့လိမ်တက်တဲ့အကြောင်းလည်းကြားသိရပါတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးအထာဆောင်းကယောက်ျားလေးဝေးလာတော့မိန်းကလေးဘာပဲဖြစ်ဖြစ်ကိုယ်ဝင်ရှိလာစီမတန်မပျော်ကြအဲ့ဒီကိုယ်ဝင်အဲ့ဒီကလေးယောက်ျားပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မွေးလာမဲ့ကလေးကိုဘယ်လိုမွေးမှလဲဘယ်နေရာမှာမွေးမှလဲသူ့အတွက်ဘာတွေလိုအပ်တယ်လိုအပ်တဲ့ဟာတွေအားလုံးကိုကြိုတင်ပြီးတော့ပြင်ဆင်ကြတချို့အသက်ကြီးမှအိမ်အောင်ကြတဲ့ခင်မွန်းတဲ့အနေနဲ့ဆိုလို့ရှိရင်တွေ့ရမျိုးသမီးကိုပကက်ထဲမှာထဲရဲပေးနေအားပြောတယ်အဲ့ကိုရှိလာအဲ့ကလေးအတွက်ဒါပြောတဲ့အတွက်ကြောင့်ပြုစုတယ်အဲ့ကလေးအတွက်ပြင်ဆင်ဒါပေမဲ့လေတကယ်ရှိဖြစ်တော့ဒီလောကကိုကြွလာတဲ့အခါမှာသူ့ကျိုးဆိုတဲ့လူရှိတူတဲ့နေရာပြင်ဆင်ပေးတဲ့လူမရှိဘူးဆိုတဲ့အကြောင်းတမန်ကျမ်းစာမှာဖော်ပြထားတဲ့အကြောင်းတွေ့ရပါတယ်ဒီကနေ့
ကျွန်တော်တို့ရဲ့တက်တာမှာပြန်တော့ဒီ2018မှာမွေးဖွားလာတဲ့တခင်ယေရှုခရစ်တော်ကိုဘယ်လိုများလက်ခံမှာဘယ်လိုများကြိုးဆိုမှာဘယ်လိုများပြင်ဆင်ထားမှာ1980ကျော်တုန်းကဒီကတစ်ခုမှာစာရေးဆရာတွေတွားတော့ဒီစာရေးဆရာတင်းကြီးတွေလာတော့သူတို့စာရေးဆရာအကြောင်းများစာအကြောင်းများသူတို့စာပေဆွေးနွေးပွဲတွေအကြောင်းများလာရောက်တင်ပြဖို့အတွက်သူတို့ဟာပြင်ဆင်ကြစာရေးဆရာလာလို့ရှိရင်ဘယ်မှာထားမယ်သူ့အတွက်ဘယ်လိုပြင်ဆင်မယ်ဆိုတော့ပြင်ဆင်ကြအဲ့ထက်မှစာရေးဆရာနွန်ဂျာတိုင်းဆိုပါစာရေးဆရာနွန်ဂျာတိုင်းဆိုပါလို့သူ့ကြတော့ပါတော့ပြင်လေဆိုတော့နန်ဂျာတိုင်းဆိုတော့ဘာဖြစ်ဖြစ်အမျိုးသမီးဖြစ်မှာပဲဆိုတော့ဒါမျိုးသမီးအခန်းကိုဒီချပြန်လာပါလို့နဲ့ဒီချပြန်ကျတနာအားလိမ့်ဖို့အတွက်ပါပြင်ဆင်တော့လာလဲလာသူခံတော့ပြလာတဲ့အခါကျတော့လောဘပြောင်းပြန်ပြီးဖြစ်သွားတယ်ဆိုလိုတာကပြင်ဆင်တဲ့အခါမှာတော့ပြင်ဆင်တဲ့အရာနဲ့အမှန်တကယ်တိုက်နေတဲ့အရာဖြစ်ဖို့လိုအပ်တဲ့အကြောင်းသိရပါတယ်ဒီ2018မှာဝေဖွာလာတဲ့တခင်ယေရှုခရစ်တော်ကိုဘယ်လိုများကြိုးဆိုလဲဘယ်လိုများနေရပေးလဲအခုဒီ first December နေ့စတော့ဒီမှာကျအကြီးအကျယ်လုပ်တယ်ဘာဖြစ်ဖြစ်ဒီမှာကျတော့ပြန်အများစုကတိုင်းနာဒေးချင်းတွေပြတဲ့ချင်းလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မတမအားရတယ်ဝိညာဉ်ခွန်အားလည်းအများကြီးရပါတယ်တနေ့လုံးတလန်းလုံးစီတန်းလဲလဲပြီးတော့ဆွေဒီဇင်ဘာတတိရှုဝိဖွားတဲ့အကြောင်းလိုက်ပြီးတော့ကြည်ညာဒါဟုတ်25ရက်နေ့ကျော်သွားလို့ရှိရင်ဒီချောင်းကိုသွားပြောတဲ့အခါမှာဒီမှနာမထောင်ချင်တော့ပြောရတဲ့လူတွေအားမရှိတော့ feeling မလာတော့အဲ့တော့ဒီ25ရက်မတိုင်ပြီးအချိန်တွင်းမှာကျွန်တော်တို့စီမှာကြွားရောက်လာတဲ့သူ့ရဲ့ data မှာကြွားရောက်လာတဲ့တကယ်ယေရှုခရစ်တော်ကိုကျွန်တော်တို့ဘယ်လိုပဲနေရပေးပြီးတော့ကြိုးဆိုကြပါလေဆိုတဲ့အကြောင်းပထမတစ်ချက်အနေနဲ့ဝင်ငါလိုပါလေသူဒီမိမိ data အရက်တို့ကြွလာတော့လေမိမိလူမျိုးတို့ဒီသူ့ကိုလက်မခံပဲနေကြ၏ကယ်ရိုစင်ငယ်တွေတွားကြတယ်ကယ်ရိုစင်ငယ်တွေတကယ်ယေရှုခရစ်တော်မွေးဖွားပြီးတကယ်ယေရှုခရစ်တော်ကြွလာပြီးမေရှိယကြွလာပြီးဟာလေလုယာဆိုတော့ကယ်ရိုစင်ငယ်တွေလိုက်ဆိုရင်နောက်ဆုံးကြတော့အိမ်တော့မပြန်နိုင်တော့ဘူးခေါင်းတော့မထန်နိုင်တော့ဘူးအတန်လည်းကောင်းတညတာတော့အချမ်းတော့ကိုခံနိုင်ဆိုနောက်ဆုံးကြတော့အိမ်တော်မပြန်နိုင်ပဲတစ်ပင်ချေရင်မှအိမ်နေကြတယ်တစ်ပင်ချေရင်မှပဲအိမ်လိုက်တော့မနဲ့ဈေးသွားဈေးလာတွေပါပြောလဲဆိုတော့ဟိုမှာတခင်ယေရှုခရစ်တော်ဟိုမှာတစ်ပင်အောက်မှာအိမ်နေတညလုံးလိုက်ဆိုတယ်အမှန်အလုံးကောင်းပါလားအချမ်းနဲ့ခံနိုင်ပါလားဒါအချမ်းခံတဲ့ဈေးတွေတိုက်ဈေးတွေကတောက်ထားကြတယ်လူငယ်တွေတိုက်ထားတော့လူငယ်တွေတောက်တော့တညလုံးဆိုကြတယ်ဒီရှုခရစ်တော်ကိုလက်ခံတဲ့ချိန်မှာမြင်တွေ့ရမယ့်သူတွေဘယ်လိုများတွေ့မြင်ရမှာလဲဆိုတဲ့အကြောင်းလဲဆင်ခြင်ဖို့ဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ထိုသူကိုလက်ခံသမျှသောသူသည်ဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသောအခွင့်ပေးတော်မူမိမိဒေတာအချက်ကိုကြွလာတဲ့မိမိလူမျိုးတွေကိုကယ်တင်ဖို့အတွက်ကြွလာတဲ့သူကိုလက်ခံသမျှသောသူသည်ဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားလက်ခံတဲ့သူတွေကိုကြိုးဆိုတဲ့သူတွေကိုတားဖြစ်ရတော့အခွင့်တားဖြစ်ရတဲ့အိမ်တအိမ်မှာတားဖြစ်ရတဲ့အခွင့်ဟာအမတန်မြတ်မုံမြတ်တဲ့အမတန်မှထူးမြတ်တဲ့အခွင့်လေးတစ်ခုဖြစ်ပါတားမပြောနဲ့ဒီမှာဘာမှဆွေမျိုးမတော်ဆက်ပါတို့ပေမဲ့လည်းမြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာ3နှစ်3ကိုညီအကိုရင်းလို့အတူနေပြီးတော့အတူသွားလာပြီးဓမ္မပညာစီးပူးခဲ့တဲ့ခုနပြောတဲ့ဒီ IBC ရဲ့ပါစတာကြီးဆရာလက်ပတ်ရနဲ့အကိုရင်းတပွဲဖြစ်ရတဲ့အခွင့်ဆိုတာအမတန်မှမုံမြတ်အမတန်မှထူးမြတ်အခွင့်အရေးတွေအမတန်မှရဒီမှာရောက်လာကြတဲ့ကွာသူများတွေမနာလို့ကြဘူးတယောက်တည်းဆောက်သွားကြတယ်သူ့လည်းမခေါ်ဘူးအ
အခြေအနေရခေါ်လို့လည်းမဖြစ်တဲ့အခြေအနေအိမ်မှာလာတယ်လူလေသိမရှိအခန့်နဲ့ဘာလို့လဲရောက်တဲ့ကအနှွေးချဲပေးတယ်ခုနနှွေးထွေးစွာတဲ့မှာအနှွေးချဲလည်းပါတယ်ရေနှွေးပဲမို့အနှွေးချဲလည်းပါတယ်ဘာလို့လဲဘယ်ချိန်မှာဘာလို့လဲဆရာကြီးပြင်းတယ် boring ဆိုတာတစ်ချက်လေးတို့လိုက်တာနဲ့ဒါရောက်တာ boring ဆိုတာဟုတ်စုကောင်းတောင်ရောက်တာဆိုလိုတာကဒီညီအကိုရင်းအခွင့်အရေးအမှန်တမ်းထူးမြတ်သူစီမှာရှိတဲ့အရာအားလုံးသူလုံနိုင်ပေးတဲ့အရာအားလုံးသူအဲ့လိုပြုနိုင်တဲ့အားလုံးကိုခံစားရတယ်ဒါကမိတ်ဆွေချင်းညီအကိုရင်းတစ်ဖွဲ့အခုတာဆိုအခုအစ်တာအစ်ထိုသူကိုလက်ခံတပြသောသူတည်းဟုသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဖျားသခင်တားဖြစ်ရသောအဖြစ်အိမ်တိုင်းမှာတားဆိုရင်ပြီးတားဆိုမိဘစမှာပါရှိတယ်ရဘယ်တော့ပဲဆိုးနေပါစေဘယ်တော့ပဲပေတေးနေပါစေတားဆိုတော့အခွင့်အရေးအားလုံးရဘာလို့ချင်းလဲဘယ်ကြောင့်တက်ချင်းလဲဘာပညာစည်းပူးချင်းလဲဘာအလုပ်လုပ်ချင်းလဲတားဆိုတဲ့အခါကျတော့ခွင့်ရအားလုံးရကိုကမလုပ်နိုင်ပေမဲ့လည်းမိဘအနေပြီးတော့စီစဉ်ပေးတယ်ဒါလုပ်တဲ့နယ်ဟိုလုပ်တဲ့နယ်စီစဉ်ပေးတယ်ဆိုလိုတာကတားဖြစ်ရတဲ့အခွင့်အမှန်တမ်းမုံမြတာခွင့်ရအားလုံးကိုရရှိတာခံစားရတာဖြစ်ပါလေဒီလိုပါပဲကျွန်တော်ကျမတို့ဘုရားသခင်ရဲ့တားသမီးများဖြစ်ရတော့အခွင့်ဟာအမှန်တမ်းထူးမြတ်တဲ့အခွင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာဆိုလို့ရှိရင်ကာယကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ကာယနဲ့ဆိုင်တဲ့ကိုယ်ခန္ဓာနောက်ဝိညာဉ်နဲ့ဆိုင်တဲ့ကိုယ်ခန္ဓာနှစ်ခုကိုတပါးလည်းပဲဝတ်ဆောင်ရတယ်ဒီတော့ကတားဖြစ်ရတဲ့အခါမှာဒီလောကမှာပဲမို့တမန်လုံးမှာတားဖြစ်ရတော့အခွင့်ကိုရောရှင်ကပေးသနာတော်မူတယ်ဒီအခွင့်ဟာတခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့လက်ခံတော်သူများကျိုးဆိုနေရာပေးတော်သူများရမယ့်အခွင့်အရေးဖြစ်ပါတယ်။ဒါကြောင့်2018ရဲ့ Christmas ရာသီ Christmas ပွဲကြီးဆင်နွှဲဖို့ရတဲ့ Christmas ပွဲဆိုတာကျွန်တော်ကျမများကိုအပြည့်လွန်တွင်ကကဲတင်ဖို့ရတဲ့လဘာသားရိုက်မှာအတေခံပြီးတော့ကဲတင်ဖို့ရတဲ့လူလောကကိုစင်ကြွတဲ့ခင်ယေရှုခရစ်တော်ကြွလာတဲ့နေ့ရဲ့အချိန်ခါတမယဖြစ်ပါလေဒါကြောင့်ဒီအချိန်ခါတမယကိုကျိုးဆိုတဲ့အခါမှာဘယ်လိုများကျိုးဆိုကြလဲကျိုးဆိုတာနဲ့လာတဲ့သူနဲ့ကိုက်ညီပါမလားနော်2018မှာကြွလာမဲ့သခင်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်တဲ့သူတွေဟာတားဖြစ်ရတဲ့အခွင့်ကိုရရှိမှဖြစ်တဲ့အကြောင်းဒီကနေ့ IBC မှာရှိတဲ့ယုံကြည်သူများနဲ့တူပါယနေ့ရက်ဝေးမှာရှိတဲ့ကြွရောက်လာကြတဲ့ဓမ္မမိတ်ဆွေများအားလုံးကိုဒီအချက်နှစ်ချက်လေးနဲ့ဝေငှလိုပါတယ်။သခင်ယေရှုခရစ်တော်သူ့ရဲ့နေရာဒေသဖြစ်တဲ့ဤလောကကို2018မှာဒီဒီဇင်ဘာလမှာကြွလာမှာဖြစ်ပါတယ်။ဒီခင်ကသူ့ကိုနေရာမပေးခဲ့တဲ့သူများရှိခဲ့တဲ့အကြောင်းကြားသိရတဲ့အတိုင်းဒီကနေ့နေရာပေးဖို့ဘယ်လိုများနေရာပေးမလဲဘယ်လိုများပြင်ဆင်ကြမလဲဆိုတော့တစ်ချက်နဲ့နောက်တစ်ချက်ကကျိုးဆိုလက်ခံတဲ့သူနေရာပေးတဲ့သူယုံကြည်သောသူတို့ဟာဖျားခင်ရဲ့တားဖြစ်ရသောအခွင့်ကိုရရှိမှဖြစ်တဲ့အကြောင်းဝေငှလိုပါတယ်အရောက်စီတိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေตัวทอดชงเต็มชิมรุ่มมีครับคนชิมอะไรเนี่ยตัวเลยตัวนั่นมีจ้ะลุ่มเต็นนั่นกันมันมีจังหวะอันนี้ร้องประเทศมีจังกันทันทัดที่ขาอลังการมีสีอันนี้บาร์เซียงเรียนต้นมีสีจ้าอันบาร์เซียงของขาทันเช่นบาร์เซียงเตฮีรำทำเรียนจวนแอบตกรวมคนเดียวเวมีเสียงสีสมควรและกุ้มเรียนขันอันนั้นเดทองนี้และกุ้มลุกเตียงขาจอมเปียกตุสซาตั้งที่ปากลองเป็นสิ่งที่เด็กจึงกันเกิดปีกุ้มนี้กายหนักเสียงนี้กุ้มทุ่มกันวันชันนี้จุดที่จะทองนี้และกุ้มให้ทุ่มจนสซาเตมีองค์ปลีกับองค์เขาเวท
ของที่เราใช้จนสาเหตุที่ปริยัติกันของโควิดตัวMBC กุดตัง member ประคัดเดียวมุ่งทิ้งเงิน LCA ที่มีtheology ให้เป็นใช้ใน license ที่มีมั้ง LCA ที่ท่านนั้นที่มีคุมลีจอนนักค่ะตัวเห็นอันถมหนักในกลุ่มเต้อันสิบเอ็ดตัวแต่ละกันมันเดินข้อมีจงกันล้อตุกติขาอาวันหลักตรงนี้สิอาทิตย์คนนี้เรามีจงล้วนเจ้ากลุ่มนี้อิมเมนูคือฟ้าบุญชงเองอันบาร์เบอร์เชียร์เชียนั่นกันจงเปียกมีจงอ่ะกันล้อตุกใครจะสานนั้นเชียร์มีเสียประเทศมีจงกันทั้งชัดที่ขาอันมาถึงจุดจนมันเดินเข้าไปกันล้อที่อันวันหลักตรงนี้สิจนเสียหายสุขภาพก็ต้องพัฒนาโน่นทางนี้อันนี้เอกาบาบุเชียงนั้นที่มันหักขาบาบุเชียงนั้นที่ดูสำคัญที่อันมาลักบุพลักยี่บาบุเชียงนั้นตักๆเนี่ยใครโคลมีพอมิเชลเลนจนหนักเดียวดิ่งกันดิ่งมีพอเชียงนี้เดี๋ยวว่ากันที่ไรจัวจนอามามันตัวเกณฑ์เจ้าเสียจีขาจวนหลอกเสียเหล่านี้ GST กันจวนเพียงแค่นี้ผมโดยมันไม่เรียนตามกันที่ตั้งแต่เชื่อตัวเวทีขากันเชื่อมจนต่อไปลูกกันทีละมันมีกันโจมมีกันฝากขาอามาเสียหลักเสียนักเสียเลยแต่ทุนเดือดตังลีเกี่ยมันจะกัดชิมวิสิตเองมาบาบเชียงไก่ฮานะจองเสียคงให้ทุนรักตัวเนี่ยจนตู้ตรงที่ต่อไปลูกอันนูอันมาอุ้มนักตาเลียเสกทีไรจองเสียมาจะชิมตุเสียมาสิลำเน็ตเด็กก็ดูมูลมั่งเป็นเช่นนั้นดูจองเทมาสิจองเป็นแค่พกันสิติขาวันตั้งแต่จะกันก็เลยจะเรียนตั้งปีนั้นนักเรียนก็หลายเชียนรำเชียนนิชวเลยกำมาเห็นคนเรียนต้องมีช่วงไม่เป้าที่มีเลยหันหน้ากันตรงนี้เนี่ยยายคุณเวมีกันเสียมาดูป้านี่ฮัลเกี่ยวนี้บางเวลาเดินหาก็จู่ว่าบริหารเจ้าคณะจังหวัดนั่นรองอันนี้เนี่ยขาดเสียเสียเดวิดาคุณชิมนักเกมเด็กกันที่ปัสสาวะพัดเนี่ยเอาไปชิมอยู่รวมแล้วรวมมีเจมิสัตย์น้องจุดนี้นะชิมดูพัดเนี่ยวิจัยน้ำมุ่งเนี่ยขั้นเฮลล์น้ำมุ่งเลยจุดเฮลล์น้ำมุ่งเนี่ยขั้นว่าเฮ้ยตัวบอลทำหลักเตี้ยว่ามุ่งมินาพอมาชิมไปขั้นที่นั่งชิมได้ว่าตัวเราขั้นตรงนี้จุดบอยนักขั้นตอนนี้ช่วงเองจงไปจุดห้ามหนักจงกันตรงไหนเชี่ยวจุดทำบักเก็ตราคามีมุตมินาราคาที่ที่ก็รำจำมุ่งมีราคาเป็นมุตมินาสองขั้นตรงนี้มาตัวนี้นั่นเถิดก็ไหลกันนั่นเดียวคนนี้สิอยากเป็นเชฟขัดจงขากันตรงจนเชียงอินทาจุบะเชียงอินทาจุดทุกอย่างขาดเสียขาดตัวกันจับปีกที่ขาดตัวดักเตะเอาวันกันชิมรีนี้เสียจนในไทยสิ่งไอทีมีบางเรื่องจากค่ะอาจารย์ปีเด่นพุ่นนี่เด่นอาจารย์ชิมจูพุ่นนี่ชงเงี้ยขัดหนักที่เราตัดดูมิจูคริสต์มาสต้องกันเจ็บที่ว่ายิสุต้องมีเมรี่โจเซฟที่เราจอยที่เราพุ่นตัดตุกี้กันชิมตัวนั้นดูสิ่งไอทีมีบางเรื่องจากอามินมันเนี่ยเอามินมันเกี่ยวกับสิ่งเหล่านั้นอามาที่มีกันหมดไปยิสุเสียอามาอารมณ์เจริญของตัวนั้นอันเจ้าทางเราที่มีโซนเห็นนั่นเองมันตัวเองปล่อยสุขิจ้าอันกับเจ้าทางเรารวมจุดไปไว้ลำเกียร์จุดอันตัดผมจ้านี่นะที่ชุมพลากงกันชิมเสียจุดนาวเตะกันบนปอยที่เราได้จุดนักกันยังไงนาวเตะหุ่นชัวที่เราได้จุดนะกันโดนไหลที่แบบคนเองกันเนี่ยหักทั้งทุกเลี้ยวปล่อยสุขิให้ผู้เวชละกันนี่ได้ที่นักกันโดนไปได้ที่นักหาอันกันชิมนี้apakah benar sih? Kalau sebab sombret ku bahkan orang tiap min thang pol tapi kok nak ni, cukup nak kacun. Kalau song khen tu dengan tiap ini, don tiap tahun ti mi tiap tu he. Amin azam tiga news wala tiga. Ani ni Arab don tiga in ada tu tiap mi he. Nukan pol felten, nusuk den nukan nusuk khen kita kacau kacau tiap nak. Lunjia tay je ông thung chia mập tất cả lại đi du lập sơn là ba nó sẽ điểm bài nên chúng ta chân Giêsu Christ căn đợt mình dòng ai hen căn đi tìm mình dòng ai hen căn cẩn lâu đỉnh căn bận lâu đỉnh dòng hen bởi vì đó đi xem vào thái này có lần ngã tiệc hai cho căn phòng lâu ngày đi không nãy hen cứ lời lúc đi học thì chúng ta thà chiaตัวที่căn siêu sẽ làm đó một lỗ tiền căn thìn đông cái còn nè mà aram sẽ bị căn đừng nặng là mà hen kan jauh ada kok sebau di hadut kan naka akan cipmise
จนนั้นนี่นะก็มีล้มตีนอันตักเจ้าหางนี่จู่เจ้าหางมีหางจู่ประเทศเล็กอาฟ้าสันกังนะที่มีโซนขันฟ้าสีนักปักจงตุนะเจ้าหางตุนะขันเป็นมีวันชาตุกันสีที่อดีตตัวบ่าวเชียงเขาก็นักกันในกันนะเขาคงชิมติดกันในต่างชาติกันมาคงเคยชิมแล้วไอ้ก็ห้อยกงมันนี่รวมทุกเงินลุ่มทุกเงินอาการโดนอาการจะเห็นเป็นการใครลงในที่เกี่ยวกับสิ่งเหล่านี้ฟ้าชินจู่สิบบักก็สิจังนี้สิกินลมหนักเลยจนมูเจ้าดิ้งเรียนเด็กก็คุยเรียนเด็กก็ฟ้าสีนักจนจริงมีสิจ้าเจ้าหลังมีจ้าจุดเรียนเด็กลักษณะจนให้มีกันเสียจูลงทิ้งให้จิสุกิจดงทางสิล่ะอาบุญอารมณ์สิมีหิวเลยกันทิ้งลงชงอ่ะบีกันทองดีเลยกุ้งให้ลงชงอะไรกันวันไปพุ่งทางเลยเลยเชื่อเลยฟ้าสีนักเรียนเนี่ยเจ้าหลังทางสิที่ข้างอาการสอนเรื่องนี้ทองทักเสียกันดีหลักจากวันไปนี้เขาเป็นชมเดียวกันเสียရောက်ရှိတဲ့နေ့ကစပြီးမှပေါ့နော်ကျမတို့ကိုနေထွေးစွာကြိုဆိုပေးနေအတင်းတော်မှာတောင်ရှိဖို့ကိုများအားလုံးကိုလည်းအတင်းတော်အားလုံးလည်းကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်ဆိုတော့ကျမတို့အခုဒီဆိုချင်ဝမဲ့အချင်းလေးကတော့ပေါ့နော်
လောကီဆန်တဲ့ဒီကဘာကြီးလောကကြီးမှာပေါ့နော်ဒီအတ္တတွေနဲ့ပြည့်နေနေတဲ့ကဘာလောကကြီးပြီးတော့လောဘလူချိုးချီတက်မဲ့ချင်းတွေနဲ့ပြည့်နေနေတဲ့ဒီကဘာလောကကြီးမှာမနာလိုမုန်းတီးမှုတွေနဲ့ပြည့်နေနေတဲ့ဒီကဘာလောကကြီးမှာကျွန်တော်တို့အရောက်စီတိုင်းအတ္တတာမှာပေါ့နော်အတ္တမှာဘုရားသခင်ရဲ့အလိုတော်ကျွန်တော်တို့စီမှာရရှိနေဖို့ရတဲ့မေတ္တာတရားလိုအပ်တယ်ဆိုတဲ့အကြောင်းလေးနဲ့ဒီစက်ရကောင်းထားတဲ့ချင်းလေးပဲဖြစ်ပါတယ်မေတ္တာတရားလိုအပ်တယ်ဟာဖေးဖေးလိုကြဆိုတဲ့အချင်းများအပြင်ဘုံတော်ချီးမွမ်းကြမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်我是谁？每个